ဆိုင်တန်းပေါ်ဒီကမုံဆက်မျိုးမျိုးနဲ့ဒီကကြောင်းဒီကမုံရောင်းဝယ်ဆိုင်နေကျိုးသွားတယ်ကျွန်တော်ဒီကနေ့မိတ်ဆက်ပေးနေတာကတော့ဒီကမုံဆက်လေးနဲ့ဒီကမုံနဲ့ပတ်သက်တဲ့ပစ္စည်းတွေအကြောင်းကိုကျွန်တော်စပြီးတော့မိတ်ဆက်ပေးနေတာဖြစ်ပါတယ်ကျွန်တော်တို့ဆိုင်မှာဆိုလို့ရှိရင်ဒါဒီကမုံဆက်ဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့မော်တာပါတယ်တန်တင်ပါတယ်သူ့ရဲ့စီပါတယ်ပေါ့နော်ဒါဆိုလို့ရှိရင်သူ့ရဲ့ဇုံလုံးသာအဲ့လိုမျိုးကျွန်တော်တို့အစင်းနဲ့ပြအောင်ဆိုပြီးတော့ဒီကမုံဆက်ရှိတယ်ဒီကမုံဆက်ရဲ့နောက်မှာသူနဲ့တွဲလို့ရတဲ့ဘာရှိလို့ဒီကမုံနဲ့ပတ်သက်တဲ့ ready made တွေရှိမယ်နောက်ဒီဘက်မှာနိုးမုံတို့တွေရှိတယ်ပေါ့နော်ဒါတွေအားလုံးကိုကျွန်တော်တို့ရဲ့ဆိုင်မှာရရှိနိုင်တယ်အခုကဒီကဲမုံကိုဒီမှာလုပ်တယ်လုပ်ပြီးကျွန်တော်တို့ထွက်လာတယ်ထွက်လာတဲ့အောင်ကျွန်တော်တို့ဘယ်မှာထည့်လဲဆိုရင်စီထဲမှာထည့်ဒီမှာစီထဲမှာထည့်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရှိတဲ့ဒီစီကိုတစ်ခါပြန်ပြီးတော့အေးခံတာပေါ့နော်ဒီထဲမှာဒီကဲနဲ့စားကြိုက်ပြီးတော့ဒီထဲမှာထည့်လိုက်တယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာရှိတာက80လီတာဒါ80လီတာပုံပေါ့နော်ဒီကဲစီဘယ်နဲ့စီဆန့်လဲဆိုလို့ရှိရင်2 4 6ဒါဆိုရင်ဘယ်နဲ့စီဆန့်လဲဆိုရင်6စီဆန့်တယ်ပေါ့နော်ဒီထဲမှာရေခဲတစ်ထက်စားတစ်ထက်ရိုက်ပြီးတော့ထည့်လို့ရတယ်။တော့ကျွန်တော်တို့ဆိုင်မှာဆိုရင်ဒီလို80လီတာဘုံတွေလည်းရတယ်လို့နောက်တစ်ခုကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်လည်းဟိုမှာပေါ်ဘုံတွေပေါ့နော်။အဲဒီလိုပေါ်ဘုံထဲမှာဆိုရင်လည်းဒါကျွန်တော်တို့ရေခဲစီတွေထည့်ပြီးတော့ထားလို့ရသေးတယ်ပေါ့နော်။အဲဒီရေခဲစီမှာထည့်ပြီးတော့ဒီလိုလေးထားမယ်။နောက်ဒီထဲမှာကျွန်တော်တို့ကရေခဲတစ်ထက်စားတစ်ထက်ရိုက်တယ်။ဒီမှာအားနေပြီးတော့ဒီဆက်ကနေမှထွက်လာတယ်။ထွက်လာတဲ့ဒီကဲမုံကိုဒီစီထဲမှာထည့်ပြီးတော့ဒီဘုံထဲမှာလည်းထည့်နောက်ကျွန်တော်တို့ကစ်ပုံးတွေထဲမှာပဲထည့်အကုန်လုံးထည့်လို့ရတယ်။အခုကထွက်လာတဲ့ရေခဲမုံတွေအားလုံးကိုဒါကျွန်တော်တို့ကဒီမှာရေခဲမုံခတ်ဆုံးကျွန်တော်တို့ဆိုင်မှာဆိုရင်မဖြစ်ရလေအောင်ဆိုပြီးတော့ကျွန်တော်ရေခဲမုံခတ်ဆုံးမျိုးကိုလည်းပဲဒီဆိုင်မှာအားလုံးရနိုင်တယ်။နောက်ခုဒါကျွန်တော်တို့ကဒီမှာထည့်လို့ရတဲ့စတန်ဒါခွက်တွေလည်းခေါ်တော့ဒီအောင်စားခွက်တွေဒီခွက်တွေဆိုရင်လည်းကျွန်တော်တို့ဆိုင်မှာအများကြီးရှိတယ်နောက်သူနဲ့ဒီကျွန်တော်ပွဲတန်းတွေမှာသုံးတဲ့စတီးခွက်တွေလည်းပဲကျွန်တော်တို့ရဲ့ဆိုင်မှာရနိုင်တယ်ဒီလိုရေခဲမုံဆက်တွေကိုပဲဝယ်လာပဲဖြစ်ပါတော့နောက်ကျွန်တော်တို့ဒီမှာရေခဲဆက်နဲ့ရေခဲစီနဲ့ပတ်သက်တဲ့ကိပုံးမဲဝယ်လာပဲဖြစ်ရေခဲမုံနဲ့ပတ်သက်တဲ့အရာအလုံးဝယ်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာစောက်တို့လက်ဆောင်ပေးတယ်ရေခဲမုံလုံးဒီစောက်လက်ဆောင်ပေးဦးမှာဖြစ်ပါတယ်အခုရက်တွင်းမှာဝယ်တဲ့လူတွေအတွက်တော့ကျွန်တော်တို့ဒါဒီစောက်တွေလက်ဆောင်ပေးဦးမှာဖြစ်တယ်နောက်တစ်ခုဒီရက်တွင်းမှာဝယ်တဲ့လူတွေအားလုံးဆိုရင်ကျွန်တော်တို့ကတသိန်းမိုးနဲ့အချက်ဝယ်တဲ့လူတွေအားလုံးကို900ခိုင်လုံးရှော့ပေးဦးနော်အဲ့ဒါကျွန်တော်တို့ဒီတလားဇူလိုင်လတလားထဲမှာပဲကျွန်တော်တို့လုပ်သွားမှာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်80လီတာကင်ပိုးတွေရှိတယ်နောက်ဒီမှာဆိုလို့ရှိရင်ရေခဲသမားတွေလည်းဖြစ်ဖြစ်ငါးသမားတွေလည်းဖြစ်ဖြစ်အသုံးပြုလို့ရတယ်400လီတာကင်ပိုးတွေရှိတယ်80လီတာကင်ပိုးတစ်ပုံးရဲ့ဈေးနှုန်းဒီ3သိန်း2000ဖြစ်တယ်400လီတာကင်ပိုးတစ်ပုံးရဲ့တန်ဖိုးဒီ12သိန်း5000ကျတယ်ဒါကျွန်တော်တို့ဒီမှာဒီလအတွင်းမှာပဲရမယ်နောက်မှဆိုတာကျွန်တော်တို့ပုံမှန်ရောင်းတဲ့ဈေးအတိုင်းပဲရောင်းမှာဖြစ်ပါတယ်ပထမဆုံးကင်ပိုးစရောင်းတဲ့လားဖြစ်တဲ့အတွက်ကြောင့်ဈေးလျှော့ပြီးတော့ရောင်းမှာဖြစ်ပါတယ်ဘာပဲလို့ကျွန်တော်တို့ဒီမှာဒီကဲမုံနဲ့ပတ်သက်တဲ့ပစ္စည်းတွေအားလုံးကိုတနေရာထဲမှာစုံစုံလင်ရအောင်ဆိုပြီးတော့ကျွန်တော်တို့ဆိုင်မှာဖွင့်ထားတယ်အချိန်ကုန်လူကုန်တက်တာခြင်းလဲဆိုရင်တော့ကျွန်တော်တို့မန္တလေးမြို့ကစိုင်းကျမ်းမော်ဆိုင်ကိုလာခဲ့ပါဆိုင်လေးစာလေးက53လမ်းနဲ့135နဲ့135အေကြားမှာရှိပါတယ်ဖုန်းနံပါတ်ကိုဆက်သွယ်မယ်ဆိုရင်404ခွန်3066နောက်39 4563လို့4234လို့ကိုဆက်သွယ်ပြီးတော့လည်းမှာယူနိုင်ပါတယ်မန္တလေးမြို့တွင်အေးရောက်ငွေချေရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်